လူဖြစ်ပြီးတော့လူလိုမနေရတဲ့ဘဝတဲ့ဆိုင်ကျွန်တော်ချမ်းသာပြီးမှပဲအဲ့ငရဲကိုသွားလိုက်တော့လေးပြန်နှုတ်ရလို့ပဲပြောအောင်လားမသိဘူးတစေတရေနနာဘာဝကုံလုံးမြင်နေရတယ်ငါတေမင်းနှကန်းဝါကိုရောက်ပြီးတော့သက်ရှင်ခွင့်ရတယ်你以后怎么拿来来丢？ဘာသာတရားကိုဒီဇိုင်းမှမလုပ်နိုင်ဘူးဆိုရင်တော့အားပါတီလာတော့လုံးသိချင်တယ်။အားပါတီလာဆိုတာဘာကိုပြောတာလဲခင်ဗျာ။ငါးပါးတီလာတော့မသိဘူး။ငါးပါးတီလာတော့မသိဘူး။တတိတော်ထားတယ်တချို့လက်ဆောင်ကျိန်စာတွေဖြစ်နေတတ်တယ်ဒီစိတ်ကပြေဝိုင်းငရဲရောက်ပါလေမင်းကြောင့်ဘယ်သူမှဒုက္ခမရောက်ဘူးဆိုရင်အစ်စီပါငါရင်အိမ်ရှိကဖျက်လျှောက်လိုက်မိတယ်တည်သွားတဲ့သူကပီတိဝင်ပိုးပြီးတော့ဟာကိုတောက်ကြည့်ဟာအခေါင်းနဲ့ကြိုပြီးတော့ဟာအခါနဲ့ကြိုပြီးတော့အသင်းချိုင်းမှာဘာရှိတရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်တက်လို့ရတယ်ကွာတက်ငါမှတချင်းနားထောင်လို့လည်းမရတော့ငါတချင်းမှဆိုလို့မရတော့你这玩意儿在哭啥呢？啊，真是啊！你那卡点背的到底嘞？我打吧！မင်းရတယ်မင်းမိသားစုထိခိုက်လုံးပဲခေါ်အောင်ထွက်စမ်းလောကမှာနိဗ္ဗာန်နဲ့ငရဲသွားနိုင်တာဆိုလူဆိုတဲ့ဘဝပဲရှိတယ်ဒါပေမဲ့ငရဲကိုသွားမဲ့ကိစ္စတွေပဲဘာဖြစ်လို့ရွေးချယ်နေကြတာလဲသိလားလူသားစစ်လို့ဒီနေ့ကျရင်မင်းတို့စီသူတို့ရောက်လာကြလိမ့်မယ်